D4 တက်နေတက်ပြီးတဲ့ topic 2အောင်ထားပြီးတော့D2 ပြောင်းတဲ့ရင်ရတာပေါ့နော်ရပါတယ်ကျွန်တော်တို့ဒီ help sound ကြောင်းဆိုလို့ရှိရင်ဒီ topic 2မရှိရင်တော့မှဒီဂျန်ကန်ကို college 2နှစ်သွားတက်ရှင်လို့ရှိရင်ဒီသူတို့ကျောင်းကဟိုဆရာကြီးနဲ့ interview မယ်ဗျာ interview လို့အဆင်ပြေရဆိုလို့ရှိရင်ဒီ college 2နှစ်ကိုသွားပြီးတော့တက်လို့ရပါတယ်တကယ်လို့အဲ့လိုမဟုတ်ကိုက topic 2တော့အောင်ထားရဆိုမှတော့ဒီတခြားကိုပြောင်းနေတဲ့အကြောင်းကိုလည်းပြောင်းရလွယ်အောင်ဒီ2ကြရင်ပြောင်းရလွယ်အောင်လို့ကျွန်တော် topic 3လောက်ရထားရင်တော့ဒီ channel ကြောင်းတွေဗျာကြိုက်တဲ့အဆင်ပြေအကြောင်းတွေကို topic 3ရှိရင်တော့တော်များပြောင်းလို့ရတယ်နောက်ကျတော့ topic 3ရှိလို့ရှိရင် scholarship တွေရတယ် scholarship က 50% နေနောက်လို့ရှိရင်တချို့အကြောင်းအကြောင်းဆိုရင် scholarship topic 3ရှိလို့ရှိရင် scholarship ကဟိုဟာလည်းရတယ်ဗျာ90%တော့ရတယ်ဗျာ first semester ကို scholarship အဲအကြောင်းမို့ topic 2ရှိပြီဆိုမှတော့ဒီအနေထားအခု comment မှန်ထားတဲ့ဟိုဟာတဲ့ comment မှန်ထားတဲ့တကယ်ရဲ့အနေထားဆိုလို့ရှိရင်ဒီ topic 3လောက်ရအောင်ကြိုးစားလိုက်ဗျာအဲဆိုလို့ရှိရင် scholarship လည်းရမယ်ကိုကြိုက်တဲ့အကြောင်းလည်းပြောင်းလို့ရမယ်တကယ်လို့ topic မရှိတဲ့လူတွေကပြောင်းရင်းနေဆိုလို့ရှိရင် college 2နှစ်တွေကိုဒီတချို့ကြလက်ခံတဲ့အကြောင်းတွေရှိနေမယ်ဗျာလက်မခံတဲ့အကြောင်းတွေလည်းရှိနေမယ်ဒါပေမဲ့ကျွန်တော် help sound အကြောင်းနေပြီးတော့ဂျန်ကန်ကိုပြောင်းရင်းနေဆိုလို့ရှိရင်တော့ဒီ topic မရှိရင်လည်းလွယ်လွယ်ကူကူဗျာကျွန်တော် interview ဖြေပြီးတော့အဲဂျန်ကန်အကြောင်းကိုသွားပြီးတော့ interview ဖြေပြီးလက်ခံတယ်ဆိုလို့ရှိရင်ဒီ D2 ကိုပြောင်းလို့ရတယ်ဗျာအဲ့လိုလက်ခံတဲ့အကြောင်းတွေလည်းရှိပါတယ်ဒါပေမဲ့အခုအနေထားနဲ့ဆိုလို့ရှိရင်တော့ topic 2ရှိပြီဆိုမှတော့ topic 3ဒီဆက်ဖြေပြီးတော့ scholarship တွေယူမယ်နောက်လို့ရှိရင်ကိုကြိုက်တဲ့ပြောင်းအောင်လည်း topic 3ရှိပြီဆိုလို့ရှိရင်ပြောင်းလို့ရတဲ့အတွက်ကြောင့်အဆင်ပြေပါတယ်